Clarins အဲ့မှာသူများရဲ့ number 3လို့4လို့လိမ့်ကြမှာနော်ကျမကကြတော့ကိုယ်တိုင်ကောင်တာမှာသွားဆန်းကြည့်လိုက်တာအကုန်လုံးကကျမနဲ့ဖြူတယ်ကွာကျမအသားရည်ကကြတော့ဖြူတော့ဖြူတယ်ဒါပေမဲ့အဝါဘက်ကိုသွားတယ်ပေါ့နော်အဲ့ကြတော့အရင်ဖြူလိုက်ထပ်လိုက်လို့ရှိရင်လည်း level တက်တက်မျက်နှာတက်တက်ဖြစ်နေမှာအဲ့ number 5ကိုရွေးလိုက်တယ် number 5အဆင်ပြေရလို့ထင်တယ်နော်သူက serum နဲ့ foundation နဲ့အတွဲလေးတကားလေးပြလိုက်အောင်အဲ့လေးကိုလိမ့်ပါမယ်ရှင်လိမ့်ပါမယ်ရှင်တကြလောက်တော့ပြီပေါ့နော်အဲ့လေးကိုဒီလိုလေးသူ့အရင်ဆုံးလေးဟိုနှံ့သွားလို့လိုက်ဟိုဘက်နဲ့ဒီဘက်နဲ့ရောသွားကျမမှာလေ Clarins ကအဲ့တပတ်စီရန်တက်တက်ဘူးကြီးဝယ်တာရှိစီရန်ကြီးပဲတည်တယ်အဲ့ဒါနဲ့လေတခြား foundation နဲ့လည်းရောပြီးတော့လင်းကြည့်တယ် mic တယ်မဲ့သူတော့မတူဘူးတည်တယ်သူ foundation နဲ့သူ foundation နဲ့သူကတရုပ်ထွက်တယ်ပေါ့တခြား foundation နဲ့ဆိုတရုပ်ထွက်တယ်လို့ခုကတော့အခု foundation လင်းပြီးတော့ပါပြီညီကတော့ကျမရဲ့ဟိုဟာ makeup တွေရဲ့အကုန်လုံးကိုအမှန်တိုင်းမြင်ရအောင်လို့ကျမဟိုဟာမထည့်ပါဘူး filter တွေ effect တွေမထည့်ပါဘူးเนาะ original အတိုင်းပါပဲအောင်နာမကလေးဒီပါရှင်ခင်ဖုံဖွေးဖြစ်သွားရပြီခင်ဖုံဖွေးဘာနေရတော့ Charlotte Tilbury အပြောင်နဲ့ဘာနဲ့ညာနဲ့ပေါ့ဒီနားလေးကိုထပ်လိုက်ဥပမာ over တွေလည်းဖြစ်ကုန်နော်ဒါလေးလာဒါလေးပြင်လိုက်မယ်နော်ဒါလေးပြင်မယ်ဒီပဲကြည့်ပြင်လိုက်တော့တိတ်မမြင်အောင်ဒါလေးကဟိုကတော့ယူလေးပါပဲအညိုခုံးဝေးနှုတ်တဲ့ဟာလေးရယ် brush လေးရယ်ပြီးတော့ဒီမျက်ခုံးကိုဖြည့်ရဲ့ဥစ္စာလေးရယ်ပေါ့နော်အဲ့ဒါလေးအားလုံး၄ခုပါပါတယ်ကျွန်မအရင်ဆုံးဒီဟိုမျက်ခုံးကိုချစ်တဲ့ brush လေးနဲ့အရင်ချစ်လိုက်ပါမယ်မိကက်ဒီရှိတာပါဒါမျိုးလေးပါတော့အချောင်းနံပါတ်ကဘယ်လောက်လဲနံပါတ်5တဲ့ lively rosewood တဲ့ rosewood color ကတော့နာမည်ကြီးရလို့ထင်ပါတယ်ဒါလေးကလူကြိုက်များတဲ့ color လေးနော်ဒီရောင်လေးပါဦးလာတဲ့ဟဲ့ဘလူးရောင်နော်ဟာဒီလက်အစီလေးလိုရနော်ပါတော့မစိုးဘူးပါတော့လှတယ်နော်နှကန်းတော့ကြိုက်ဘူးနှကန်းမှာတိတ်ပြီးတော့ကိုယ်နှကန်းကလာပဲဟိုဟာတူလည်းမလိုက်တာလားမသိဘူးပါတော့လှပါမစိုးကဲကျမတော့အစီပြေလို့လက်တွေပုတ်လိုက်ဗာဇက်တွေပုတ်လိုက်ပါးတွေပုတ်လိုက်ပေါ့နော်ဟိုကလည်းကိုချနေပြီဒီအောင်တိတ်မကြိုက်တော့ဖြတ်မယ်ပြီးတော့ဒါလေး Clarins ရဲ့ lip wine ဆိုတာလေးကိုဆိုကြည့်ပါမယ်အနီအောင်ဗီဒီယိုရိုက်ဝိရှ်အဲ့သူဟာလည်းအကြီးကြီးတော့ငါဘွားတော့အစီနဲ့ကြီးတွေ့ရနော်ဘလူးကြီးတော့ရောတွားပါပြီအမေတီလိုက်တဲ့တရားရောက်ကိုမဖောက်ခင်နဲ့လက်ဆောင်ပေးပါလေကျမမလိုက်ဘူးအဲ့လိုမျိုးအပြောင်ကြီးကလေနှကန်းနည်းနည်းပါးတဲ့ပါဝလာမသိဘူးပြောင်နေမှိုင်းနေရမလိုက်ဘူးအဲ့ဒါကိုတီရနဲ့ကျမမိုက်ခဲ့ပြီးပါတယ်ပါးနီလေးကတော့အဆင်ပြေတယ်သူ့ကိုနှကန်းနီနေနဲ့စိုးဖို့အဆင်မပြေခုနက gloss ကိုကြည့်အောင်မှာစက်တိုင်းသွားတာလို့ပဲတိုက်ဘူးဘယ်လိုလုပ်ရမလဲနောက်ချောင်းချန်နေနောက်ချောင်းလည်းအဲ့လိုပဲလာမှလားမသိပါဘူးနောက်ချောင်းကပါလေးလေခွင့်ရှိအောင်နောက်ချောင်းကပန်းရစမ်းဆက်လိုက်ရအောင်သူလဲစိုးလိုက်အဲ့လိုအပြောင်မဲထင်တယ်နော်သူကဘယ်လိုလဲ
shine lipstick တဲ့ intense color တဲ့ဒီလိုမျိုးအားလည်းမလိုက်တော့ဘူးเนาะမမိုက်မဲတော့ပါဘူးကျမတရားရောက်ကိုလက်ဆောင်ပေးလိုက်ပါမယ်ကျမမစိုးတော့ပါဘူးရှင်ကျမစိုးလိုက်လို့ရှင်ကျမစိုးပြီးသားဖြစ်သွားပဲဖက်တင်မယ်ပြီးရင်ကျမမကြိုက်ဖြစ်ပြန်အောင်အဲ့တော့ခုဒီနှခမ်းကြီးကိုလည်းမကြိုက်ဘူးဘယ်လိုလုပ်ရမလဲဖြတ်မယ်စိတ်ညစ်တယ်အဲ့တော့ဟာဆိုရလဲဟာဆိုရမှာလဲဆိုတော့ဝင်နေမိတ်ကပ်ပောက်ကိုပဲနှိုက်ပါမယ်ဆိုတော့ဗာလေးတွေထွက်လာမယ်ကြည့်လိုက်မယ်ချစ်ရင်ဒီမှာ Sephora လေး9ချောင်းရှိတယ်ဒါလေးက customer ကြီးကို300ကိုပြည်ရင်လက်ဆောင်ပေးတဲ့9ချောင်းဆက်ကလေးပေါ့နော်အဲ့9ချောင်းလေးကနေကျွန်မရွေးလိုက်မယ်ကဲ Sephora လေးကတော့လိုက်ကောင်းပါရဲ့ကွယ်သူကအရောင်အငိမ့်လေးဆိုတော့ဒီလိုမျိုး9ချောင်းအနီးပဲစိုးလိုက်ရမှာအနီးရဲတာမဟုတ်ဘဲနဲ့စက်သွေးရအရင်ဆုံးကာလာကိုစိုးချပစ်မယ်ခုနကတော့နူရိုင်းနဲ့မလိုက်ဘူးဆိုတော့လိုက်မလားပါတော့ဒီကာလာတစ်ခါမှမစိုးဘူးလေဆိုကြည့်လိုက်ဟဲ့ငါမားပြီဟဲ့လေရောဟာတင်စားတယ်မလာဘူးလိုက်ဘူးမလိုက်ပါဘူးငိုချင်းလာပြီနော်လောအောင်စမီးနဲ့လိုက်တာမရှိတော့အဲ့တော့ဒီအသားရောင်လေးပါအသားရောင်လေး3ချောင်းတက်ကအရင်ဆုံးဖြစ်မယ်လို့ထင်တဲ့ကာလာလေးကိုရွေးမယ်ဒီမှာ3ချောင်းရှိတယ်ဒါလေးဆိုလိုက်မယ်နော်ဒါလေးကတော့လိုက်လောက်ပါတယ်နှခမ်းနေရလေးဘာလို့လဲမသိဘူးအဲ့လိုနှခမ်းသားနည်းနည်းလေးဟိုဖြူသလိုလိုအခုမှတော့ဖြတ်လိုက်ရင်နှခမ်းသားဖြူသလိုလိုမျိုးသလိုလိုအဲ့လိုဒီမှာပါတဲ့ခါကျတော့တုံနှခမ်းကြီးနုခါလာတွေဘာညာတွေမှိုင်းနေတိတ်လိုက်စင်ပြေပါ အစင်ကြီးရိုင်းရှင်တင်းငိမ့်တော့အစင်ပြေဒါနမဘယ်လောက်လဲ122 Sephora 122Oh, very okay. ရှမ်းစိုက်တယ်ဒီ9ချောင်းထဲမှာပါတယ်ဒီဟာတွေအများကြီးဝယ်ထားတယ်ကျွန်မဒါတွေအများကြီးကိုကြာကြီးတကူးတကအချိန်ပေးမှားပြီးတော့မှ UK ဘက်ကနေမှားပြီးတော့မှကျွန်မရဲ့ customer ရဲ့လက်ဆောင်ပေးဖို့ဆိုတော့လောက်ထားတာပါကြအခုဆိုရင်တော့ရှက်ပြနဲ့ပြင်လိုက်တယ်ရှက်ပြမိတ်ကက်ကလေးရပြီးတော့ပါပြီလာအနီးကပြောင်းလန့်သွားပါဒီကဒါကတော့လိုက်တင်နေမကောင်းတော့လိုက်တင်နေအလင်းအောင်နေဝင်အပြင်မှာမိုးအုံကဲဒါကတော့ခုပြီးသွားပြီ final look လေးပါအဖတ်မပါဘူးနော်ရမြင်ရကဲဒါလေးကတော့အဖက်မပါဘူးအလားပြင်လို့ပြီးသွားတဲ့ final look လေးဖြစ်ပါတယ်လာ